ဝိပဿနာရှုတဲ့အခါမှာလည်းပဲဒီအနုပရဝိပဿနာသုတ်တံမှာအနုပရသုတ်တံမှာဆိုရင်ရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်မျိုးသာလင်းအသေးစိတ်အကုန်လုံးသဘာဝတရားတွေကိုယ်တဏ္ဍမှာဖြစ်တယ်လို့ရှုနိုင်တဲ့စွမ်းရည်တတ်ရှိတယ်ရှင်မောကလန်တော်မှာအဲ့လိုစွမ်းရည်တတ်မရှိဘူးခြုံငုံသုံးသပ်ကြည့်ခြင်းဖြစ်တစုံတစ်ခုကိုရှုမြင်သုံးသပ်ခြင်းဖြစ်နော်ဒသနာဝိသုဒ္ဓိဆိုတဲ့အမြင်စင်ကြယ်မှုကိုရရှိသွားကြတာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီယဟန်ကိုပေါပင်ဥပမာပေါပင်မြင်လို့ပေါပင်မေးတဲ့လူနဲ့အလားတရံတူတာကိုရှင်းပြပြီးတော့လေးဥစလုံးမှန်တယ်ဆိုတာထောက်ခံတဲ့သဘောပဲထိုရဟန်းလေးပါးလုံးဖြေတာမှန်ကန်တယ်ဆိုပြီးတော့ဝိပဿနာကျင့်စဉ်တရားကိုရှင်းလေးသူ့ကိုရှင်းပြတယ်ငါဥပမာတစ်ခုပြောမယ်တဲ့နေဇက်ကမြို့ကလေးတစ်ခုမှာအဲ့ဒီမြို့ဟာတကား6ပေါက်ရှိတယ်တဲ့အဲ့ဒီတကား6ပေါက်မှာစောင့်ကြက်နေတဲ့တကားမှုဟာအလွန်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရအဲ့ဒီကသူသိတဲ့လူမှဝင်ခွင့်ပြုတယ်မသိတဲ့လူစိမ်းကိုမြို့ထဲဝင်ခွင့်မပြုဘူးမသိတဲ့လူဆိုတားတယ်အဲ့ဒီလိုအမြဲတမ်းစောင့်ကြက်ပြီးတော့လူစိမ်းသူစိမ်းသူတို့မြို့ထဲမရောက်အမြဲတမ်းတကား6ပေါက်မှာကြီးကြပ်စောင့်ရှောက်နေတဲ့တကားမှုမြို့လေကောင်မှာတော့မြို့ပိုင်ကြီးတူမြို့ကိုအုပ်ချုပ်နေတဲ့ပိုင်ဆိုင်နေတဲ့ဘယင်တူထိုင်းနေတယ်ဟောဒါဥပမာအနေနဲ့ဟောတာဥပမာအနေနဲ့ဟောတာအဲ့ဒါလို့ရှိနေတဲ့အနေအထားမှာအရှိအနောက်တောင်မြောက်လို့ဆိုတဲ့အရာလေးမျက်နှာကဘယင်ကြီးစီသတင်းပို့ဖို့ခြေလင်းတော်တမန်တွေရောက်လာကြတယ်အရှိကလူကလည်းတကားပေါက်တစ်ခုကနေဝင်လာပြီးတော့မေးတယ်ဘယင်ဘယ်မှာရှိတယ်လဲမြို့ပိုင်မြို့ရှင်ဘယ်မှာရှိတယ်လဲဆိုရင်အေးလမ်းလေကောင်မှာရှိတယ်မြို့လေကောင်မှာရှိတယ်ညွှန်လိုက်တဲ့အတိုင်းသွားပြီးတော့သတင်းစကားပေးတယ်ထို့တူပဲအရှိကလာတဲ့လူအနောက်ကလာတဲ့လူတောင်ကလာတဲ့လူမြောက်ကလာတဲ့လူတွေတကားမှုစီမေးမြန်းပြီးတော့ဘယင်နဲ့တွေ့ပြီးသတင်းစကားတွေပို့ပြီးတော့သွားကြတယ်အဲ့ဒီဥပမာနေဇက်မြို့လေးရန်သူနဲ့အလွန်နီးတဲ့ခန္ဓာမြို့လေးပေါ့အဲ့ဒီနေဇက်မြို့လေးလုံခြုံရေးတင်းကျပ်ထားတဲ့နေဇက်မြို့လေးမှာရှိတယ်လို့ပဲတဲ့မြတ်စွာဘုရားကဒါကအတိပ္ပယ်နားလည်အောင်ငါဥပမာအနေနဲ့ပြောတာပါတဲ့မြို့ဆိုတာဘာကိုပြောတာတုံးဆိုရင်တို့ရဲ့ဟောရုပ်ခန္ဓာကိုယ်ကြီးလူတွေရဲ့ရုပ်ခန္ဓာကိုယ်ကြီးဟာစာတုမဟာဘူတိကောမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးတဲ့အားလုံးသဘောစဉ်းစားပြီးတော့ကြည့်မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ဆိုတာခန္ဓာကိုယ်ကြီးကိုအကြမ်းမြင်လေးကြည့်လိုက်ခန္ဓာကိုယ်ကြီးထဲမှာမာပျော့အတုံးအခဲတွေရှိတယ်ဒါတွေကပထဝီသဘောခန္ဓာကိုယ်ကြီးထဲမှာအပူအေးရှိတယ်တေဇောသဘောခန္ဓာကိုယ်ထဲမှာအရေးသဘောတွေရှိတယ်စူးစီးထားတဲ့သဘောတွေရှိတယ်ဒါကအာဘောသဘောခန္ဓာကိုယ်ကြီးထဲမှာရှူရှိုက်နေတဲ့လေကအစနော်အထက်သို့ဆန်တက်တဲ့လေအောက်သို့ဆုံးတဲ့လေဥထဲမှာရှိတဲ့လေခန္ဓာကိုယ်ထဲမှာအနှံ့လဲပတ်နေတဲ့လေဆိုဝါယောဓာတ်တွေရှိတယ်အဲ့တော့ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဇာတုမဟာဘူတိကောမဟာဘုတ်၄ပါးနဲ့ပေါင်းစပ်ပြီးတိဆောက်ထားတာအဲ့ဒီမဟာဘုတ်၄ရက်နဲ့ပေါင်းစပ်ထားတဲ့ခန္ဓာကိုယ်ကြီးကိုမြို့လို့မြတ်စွာဘုရားကဥပမာတစ်ခုပေးတယ်အဲ့ဒီမြို့ကြီးမှာတကားပေါက်6ပေါက်ရှိတယ်လို့ပဲဒီခန္ဓာကိုယ်ကြီးမှာဓာရ6ပါးရှိတယ်မျက်စိဆိုတဲ့တကားရှိတယ်နားဆိုတဲ့တကားရှိတယ်နှာခေါင်းဆိုတဲ့တကားရှိတယ်ဒီအပေါက်တွေကိုပြောတာမဟုတ်ဘူးအာယုံဝင်တာကိုပြောတာနော်မျက်စိကရူပါယုံဆိုတဲ့အဆင်းအာယုံဝင်လို့ရတာမျက်စိအတန်ဝင်လာလို့ရတာနားအနံ့ဝင်လို့ရတာကနှာခေါင်းအရသာဝင်လို့ရတာကလျှာနော်အထီးအတွေ့တွေဝင်လို့ရတာကကာယအတွေးစိတ်တွေအာယုန်တွေအတွေးစိတ်တွေရဲ့အာယုန်တွေဝင်လာလို့ရတာကမနလို့ဆိုတော့ဓာရ6ပါးပေါ့
ဒွါရ6ပါးဟာတကားပေါင်း6ခုနဲ့အလားတူတူတယ်ပေါ့အပြင်ကလည်းဝင်တယ်အတွင်းစိတ်ကလည်းအာယုန်တွေကိုရယူတယ်ထွက်တယ်ဝင်တယ်ပေါ့တကားဆိုတာထွက်ဖို့ဝင်ဖို့ထားတာလေအဲ့ဒါကိုတင်စားပြီးတော့သုံးတာအဲ့ဒီတကား6ပေါက်ကရှိတယ်အေးတကားကိုစောင့်ကြက်နေတာဘာလို့လဲလို့ဆိုတာဒါတရားအထုတ်တဲ့အပိုင်းကိုပြောပြီးညဆောတကားကိုစောင့်ကြက်နေတာဘာလို့လဲလို့ဆိုတတိဘုန်းကြီးတို့တွေဟာအဲ့ဒီနေရာမှာတတိပြော့နေသည့်အတွက်ကြောင့်ဒီတကားပေါက်တွေကဝင်ကျင်တဲ့လူတွေဝင်နေထွက်ချင်တဲ့လူတွေထွက်နေတယ်မသိဘူးမသိလိုက်ဘူးမသိလိုက်သည့်အတွက်ကြောင့်မျိုးကြီးရဲ့လုံခြုံမှုကမရှိဘူးပေါ့ခန္ဓာကိုယ်ရဲ့လုံခြုံမှုမရှိဘူးအေးဒီနေရာမှာတော့မြတ်စွာဘုရားကအဲ့ဒီခန္ဓာကိုယ်လို့ဆိုတဲ့တကား6ပေါက်ရှိတဲ့ဟောဒီရုပ်ခန္ဓာမျိုးကြီးမှာလုံယုံရေးတင်းကျပ်ထားရမယ်စောင့်ကြပ်ထားဘယ်သူကစောင့်ရမလဲတတိကစောင့်ရမယ်တကားမှုဆိုတာတတိကိုပြောတာအေးအရှင်းနောက်တောင်ရောက်တွေကနေပြီးတော့တမန်တွေရောက်လာကြတယ်ဆိုတာဘယ်သူတွေတုံးဆိုပြင်မအာယုန်တွေကနေပြီးတော့မှန်ကန်တဲ့သတင်းတွေကိုလာပို့တာဘယ်သူလဲလို့ဆိုရင်တမထနဲ့ဝိပဿနာလို့ဒီစကားလုံးကိုမြတ်စွာဘုရားသုံးထားတမန်2ယောက်ဆိုတာတမထနဲ့ဝိပဿနာအဲ့တော့သမထနဲ့ဝိပဿနာဆိုတာဒီနေရာနားလည်ရမှာတမာရီနဲ့ပညာလို့နားလည်ရမှာပါဘယ်အာယုံမဲဝင်လာမျက်စိနားနာလျာကိုဆိုတဲ့ဓဝရ6ပါးကဝင်လာတဲ့အာယုံတွေဒီအမှန်အကန်တွေကိုတွေးရှိအောင်သတင်းပို့နိုင်တာကတမာရီနဲ့ပညာသာလည်းဖြစ်ပါတယ်တတိကစောင့်ချက်ထားတဲ့စောင့်ချက်ပြီးတော့ကြည်နေတဲ့အချိန်မှာထိုသဘာဝတရားတွေရဲ့အစစ်အမှန်ပေါ်မှာစိတ်ကလေးငြိမ်အောင်ထားနေတာကတမာရီစွမ်းအားငြိမ်နေတဲ့အလျောက်သဘာဝအမှန်ကိုသိနိုင်တာကပညာစွမ်းအားအဲ့ဒီတမာရီဆိုတဲ့စွမ်းအားနဲ့ပညာဆိုတဲ့စွမ်းအားဟာတမန်2ဦးတဖွဲ့ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာပြီးတဲ့အခါမှာခန္ဓာကိုယ်ရဲ့ဒီမြို့ရဲ့ဘယင်တဖွဲ့ဖြစ်တဲ့ဝိညာဏလို့ဒီထဲမှာသုံးထားဝိညာဏဆိုတာအသိစိတ်ကိုဥတည်ပြီးတော့ပြောတဲ့ဝိပဿနာဉာဏ်ကနေအစသောတပတ္တိမဉ္ဇဉ်တွေအားလုံးကိုရည်စူးပြီးတော့ဝိညာဏဝိပဿနာတွေတမာရီနဲ့ပညာကအာယုံအစစ်မှန်တွေကိုယူလာတယ်ယူလာပြီးတဲ့အခါဒီအုပ်ချုပ်တဲ့ဘယင်နဲ့အလားတရံတူတဲ့အသိစိတ်အသိဉာဏ်သောတာပတ္တိမဉ္ဇဉ်ပေါ့ဝိပဿနာဆင်းရဲတက်သွားတယ်နောက်ဆုံးဉာဏ်အထိအောင်သူတို့ယူဆောင်ပြီးတော့သတင်းပေးသွားတာဘာလို့ဆိုနိဗ္ဗာန်ဆိုတာဒါပဲလို့သတင်းပေးသွားတာဒါဖြင့်သူတို့ဝင်လာတာဘယ်လမ်းကဝင်လာတာတုံးလို့ဆိုမဂ္ဂင်၈ပါးဆိုတဲ့လမ်းကဝင်လာတာအဲ့တော့မဂ္ဂင်၈ပါးဆိုတဲ့လမ်းဟာအလုံးသိကြတဲ့အတိုင်းပဲမှန်ကန်စွာမြင်တယ်မှန်ကန်စွာတွေးတတ်တယ်ထို့သောမှန်ကန်စွာမြင်မှန်ကန်စွာတွေးနိုင်အောင်ဘာတွေလိုအပ်တုံးဆိုတော့မှန်ကန်စွာပြောမှုမှန်ကန်စွာလုပ်မှုမှန်ကန်စွာအသက်နှွေးမှုဆိုတဲ့သီလကိုအခြေခံတယ်သီလကိုအခြေခံပြီးတော့မှန်ကန်တဲ့လုပ်ရမှန်ကန်တဲ့တတိထားမှုမှန်ကန်တဲ့စူးစိုက်မှုတွေနဲ့ဟောဒီလမ်းကြောင်းအတိုင်းရှောင်လန်းလာတဲ့သမထနဲ့ဝိပဿနာသို့မဟုတ်တမာရီနဲ့ပညာနှစ်ခုတို့သည်နိဗ္ဗာန်ဆိုတာကိုယူဆောင်ပြီးတဲ့အခါမှာသောတာပတ္တိမဉ္ဇဉ်ကိုနိဗ္ဗာန်မြင်အောင်သတင်းပို့သွားကြတယ်လို့ဒီလိုမြတ်စွာဘုရားကတင်စားပြီးတော့ဟောကြားတာဖြစ်ပါတယ်။ကိန္တုကောပမသုတ်တံမှာဘုန်းကြီးတို့တွေမြတ်စွာဘုရားကဒီဥပမာလေးနဲ့ရှင်းပြောတော့ဒီဓဝရ6ပါးမှာဘုန်းကြီးတို့တွေတတိထားပြီးတော့မလုပ်ရမလဲတမာတိစွမ်းအားတွေမြင့်အောင်လုပ်ရမယ်ပညာစွမ်းအားတွေမြင့်အောင်လုပ်ရမယ်ထိုတမာတိစွမ်းအားပညာစွမ်းအားတွေဟာမြင့်အောင်ဘာနဲ့လုပ်တော့ဆိုမဂ္ဂင်၈ပါးနဲ့ကျင့်ကြံကြိုးကိုအားထုတ်တယ်မဂ္ဂင်၈ပါးနဲ့ကျင့်ကြံကြိုးကိုအားထုတ်မှအမှန်ဆိုတဲ့နိဗ္ဗာန်ကိုမြင်နိုင်တဲ့သောတာပတ္တိမဉ္ဇဉ်လို့ဆိုတဲ့အဲ့ဒီဉာဏ်ကိုနိဗ္ဗာန်ကိုယူဆောင်ပြီးတော့ပြနိုင်မှာဖြစ်ပါတယ်လို့ကိုစီကိုကသဘောပေါက်ပြီးတော့ကိန္တုကောပမသုတ်တံမှာလာတဲ့ချင့်စဉ်အတိုင်းဝိပဿနာတရားကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ဒသနဝိသုဒ္ဓိမှန်ကန်တဲ့ဉာဏ်အမြင်ရဲ့စင်ကြယ်မှုသို့မဟုတ်သောတာပတ္တိမဉ္ဇဉ်ရဲ့စင်ကြယ်မှုနိဗ္ဗာန်ကိုမြင်မှု
ရရှိအောင်ကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ဟာမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့မြို့တစ်မျိုးနဲ့တူပါတယ်။အာယတနာ6ပါးဆိုတဲ့တကားပေါက်တွေကိုတတိတကားမှုကစောင့်ကြက်ပြီးသမထနဲ့ဝိပဿနာဆိုတဲ့တမန်2ဦးကမဂ္ဂင်8ပါးလမ်းကြောင်းအတိုင်းနိဗ္ဗာန်သတင်းစကားကိုယူဆောင်လာမှသာလျှင်စိတ်တေးဟူသောမြို့ရှင်ဘုရင်ဟာနိဗ္ဗာန်အစစ်အမှန်ကိုမျက်မှောက်ပြုသိမြင်နိုင်မှာဖြစ်ပါတယ်။